brother separator မှာဆိုလို့ရှိရင် teleport to blue gear ဆိုတဲ့ဟာရှိပါတယ်အဲ့ဒီဟာလေးကိုဖွင့်လိုက်မယ်ဆိုလို့ရှိရင် brother လေးပေါ်မြောက်ပြီး brother တင်းငိုင်းကုန်းနဲ့တခါတည်းတန်းရောက်သွားမှာပဲဖြစ်ပါတယ်ရှိတယ်စတာပါစိတ်မဆိုးပါနဲ့ K robot ကနေပြီးတော့ပြန်လဲကြိုဆိုလိုက်ပါတယ်ကျွန်တော်အပြအောင်ပကံများကိုဒီနေ့ဘယ်လိုယူရမလဲဆိုတာအားလုံးကိုပြောပြပေးတော့မှာပဲဖြစ်ပါတယ်အပြအောင်ပကံများကိုလိုချင်ရင်တော့ဈေးဆိုင်မှာတော့ဝယ်ရမှာပဲဖြစ်ပါတယ်အရင်ဦးဆုံးတတပူကျွန်းမှာရှိတဲ့ကြောက်ပြားကြီးကိုစကားတော့ပြောရမှာပဲဖြစ်ပါတယ်ဒီကြောက်ပြားကြီးကိုစကားပြောနေလို့ရှိရင်တခြားလူတွေ brother ကိုအယူကြီးလို့ထင်သွားမှာပါကြောက်တုံးကြီးကိုစကားပြောပြီးဆိုတာနဲ့ကျွန်တော်တို့ကရေကွက်လိုက်ရှာမှာပဲဖြစ်ပါတယ်ရေကွက်ကိုတော့ကျွန်တော်တို့ချက်နဲ့ e-light board တွေကိုတက်ပြီးတော့ဒီရေကွက်ကိုရနိုင်ပါတယ်ရေကွက်ရလို့ရှိရင်ဘာလုပ်လို့ရလဲဆိုတော့ရေခတ်တောက်လို့ရပါတယ်ဒီရေကွက်ကိုရပြီဆိုတာနဲ့ကျွန်တော်တို့က chocolate ကျွန်းကိုသွားရမှာပဲဖြစ်ပါတယ် chocolate ကျွန်းမှာရှိတဲ့ sweet crab ဆိုတဲ့ NPC ကိုကျွန်တော်တို့စကားသွားပြောပြီးတော့ကိုကိုစေးဆယ်စေးနဲ့ဒီခွက်နဲ့ crack လိုက်လို့ရှိရင်ကျွန်တော်တို့ဒိုကင်းကိုတက်လို့ရမယ်ကျွန်တော်တို့chocolate ခွက်တစ်ခုရလာမှာပဲဖြစ်ပါတယ်တကယ်လို့ဒိုကင်းကိုတတ်ဖို့အကောင်ရည်ပြည့်သွားပြီဆိုလို့ရှိရင်ရိုးတနန်ဒိုကင်းကိုမဖမ်းမဲ့နဲ့ဒီခွက်လေးကိုကင်ပြီးတော့ဒိုကင်းဖန်နဲ့ NPC ကိုပေးလိုက်တဲ့အခါကျလို့ရှိရင် brother ကဒိုကင်းကိုသွားတက်လို့ရပြီပဲဖြစ်ပါတယ်အဲ့ဒီဒိုကင်းကိုတက်ပြီးခွာနဲ့ကျွန်တော် Mera ဆိုတဲ့ item လေး magic item လေးရမှာပဲဖြစ်ပါတယ်Mera ရပြီဆိုတာနဲ့ကျွန်တော်တို့ကဖူးမွန်ပြေကိုစောင့်ရမှာပဲဖြစ်ပါတယ်ဖူးမွန်ပြေပြီဆိုတာနဲ့ကျွန်တော်တို့ကမျက်မမြင်ကျွန်းကိုသွားရမှာပဲဖြစ်ပါတယ်ဒီမျက်မမြင်ကျွန်းပေါ်ရောက်လို့ရှိရင်ကျွန်တော်တို့ကဟိုမျက်မမြင်ကျွန်းပေါ်မှာအမြင့်ဆုံးရှိတဲ့နေရာကိုကျွန်တော်တို့ကတက်ပြီးတော့ဒီလာကြီးကိုကြည့်ပြီးတော့ကျွန်တော်တို့ဘယ်တော့ကောင်းမှလေးရမှာလဲဆိုပြီးတော့ order တွေဖွင့်ပြီး order လိုက်လို့ရှိရင်လာကြီးကလင်းသွားမှာပဲဖြစ်ပါတယ်လာကြီးကလင်းသွားပြီဆိုတာနဲ့တခုပြောပါတယ်တင်းစော်ရဖို့အတွက် blue gear ရှာပါဆိုပြီးတော့တင်းကိုအဲ့ဒီညက်မမြင်ကျိုးပေါ်မှာ blue gear လိုက်ရှာခိုင်းမှာပဲဖြစ်ပါတယ်လွဲပါတယ်ဒီ blue gear ရှာဖို့အတွက်ကကျွန်တော်ခုနကတော့ split ရှိတဲ့လူတွေဆိုရင် teleport blue gear ကိုနှိပ်လိုက်ရုံပါပဲ split မရှိတဲ့လူတွေဆိုရင်တော့ဒီအလင်းအောင်အပြာအောင်လင်းအောင်လေးဖြာထွက်နေတဲ့နေရာတွေကိုလိုက်ရှာမှာပဲဖြစ်ပါတယ်အဲ့ဆိုလို့ရှိရင်ကျွန်တော် blue gear ရပြီဆိုလို့ရှိရင် Vivo စားလုပ်လို့ရပြီဖြစ်ပါတယ်โอเคလား brother တို့သိချင်တာရှိလို့ရှိရင် comment လေးမှာမဲငင်းကြပါဦးကျွန်တော်နောက်ထပ် video လေးအသစ်လေးထပ်လုပ်ပေးသွားမှာဖြစ်တဲ့ကြောင့်မို့ခုချိန်นี้ကြည့်ရှုပေးတဲ့လူတွေအားလုံးကိုကျေးဇူးထူးပဲတင်ရှိပါတယ်ဒီနေ့ကတော့လောက်ပါပဲအားလုံးပဲ bye bye